ရန်ကုန်မြို့ရဲ့တိုက်စီနာကဝန်တန်းအိမ်ယာဝင်းဟောင်းတစ်ခုမှာပါအဲ့ဒီအိမ်ယာရဲ့နောက်ဖေးဘက်ခလန်းလန်းမှာချုံရွဲ့ဒီပိတ်ပေါင်းနေတဲ့ရေတွင်းပြည့်ကြီးတစ်ခုရှိပါတယ်အိမ်ယာကလူတွေကတော့အဲ့ဒီနားကိုညဘက်ဆိုရင်ဘသူမှမတွားကြဖို့အချင်းချင်းတတိပြီးလိရှိကြတယ်ပွမ်းညအတန်းခေါင်ရအချိန်တွေမှာအဲ့ဒီရေတွင်းတဲကိုတစုံတစ်ခုပြုတ်ကျသွားတယ်လို့အတန်မျိုးဒါမှမဟုတ်ရေခတ်နေတယ်လို့အတန်မျိုးတွေကိုအနီးနားကတိုက်ခန်းတွေကကြားရတတ်ပါတယ်တညမှာတော့အိမ်ယာကိုအစ်စ်ပြောင်းလာတဲ့လူငယ်တယောက်ဟာတငယ်ချင်းတွေနဲ့စကားပြောပြီးအပြန်လမ်းဖြတ်ကူရင်အဲ့ဒီရေတွင်းနာကိုရောက်သွားခဲ့ပါတယ်။သူဟာရေတွင်းနာကဖြတ်သွားလာထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်။အကူကြီးပေးပါဦး၊ကယ်ကြပါဦး။မိန်းကလေးတယောက်ရဲ့ဒုံညင်ပြီးဒုံကြီးနေတဲ့အတန်ပါ။အတန်ကရေတွင်းထဲကနေထွက်လာတာပါ။သူကစိုးရိမ်တကြီးနဲ့ရေတွင်းနာကိုကတ်သွားပြီးဖုံးမိနဲ့ထိုးကြည့်လိုက်တယ်။ဒါပေမဲ့ရေတွင်းထဲမှာရေလည်းမရှိသလိုဘသူ့ကိုမှလည်းမတွေ့ရဘူး။၆ကတ်ပြီးဖုံတွေပါတက်နေတာပါ။သူအံ့ဩပြီးပြက်လက်ထွက်မှာပဲသူ့ရဲ့ပခုံးပေါ်ကိုအေးစိမ်နေတဲ့လက်တစ်ဖက်ကလာတင်းတာကိုခန်းစားလိုက်ရတယ်။မောင်လေးမမကိုကူညီပါဦး။သူလက်ဖြန့်ပြီးနှုတ်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့သပင်ဖားလျားချော့ထားပြီးရေတွေရွဲနစ်နေတဲ့အမျိုးသမီးတဦးဟာရေတွင်းပေါင်ပေါ်မှာထိုင်းနေတာကိုတွေ့လိုက်ရပါတယ်။သူမရဲ့အသားရည်တွေကဖြူဖြော့ပြီးရေထဲမှာအကြိုင်းစိမ်ထားရတယ်လို့မျိုးဖောင်းကြွနေပါတယ်။အဆိုးဆုံးကတော့သူမရဲ့မျက်နှာမှာမျက်လုံးတွေမရှိဘဲမှောင်မဲနေတဲ့အပေါက်ကြီးနှစ်ခုပဲရှိနေတာပါ။သူကြောက်လန့်တကြိုင်းနဲ့တိုက်ခန်းဘက်ကိုအတင်းပြေးဝင်ခဲ့ရတယ်။နောက်နေ့မှာစုံစမ်းကြည့်တော့မှလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအဲ့ဒီအိမ်ယာမှာနေတဲ့အမျိုးသမီးတဦးဟာညဘက်ရေခတ်ဆင်းရင်ရေတွင်းထဲပြုတ်ကျပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။သူမဟာအခုတည်းထိသူမကိုလာကဲမဲ့သူကိုအခုထိစောင့်နေတော့ပဲလို့ဒေသခံတွေကဆိုကြတယ်။နောက်ထပ်ဒါမျိုးချေးရမှန်ဇလန်းလေးနိုင်ထုတ်ခြင်းနဲ့ဆိုရင် like and follow လေးလုပ်သွားပေးပါဦးဗျာ။